အားလုံးပဲနေ့တင်မှာပျော်ရွှင်ပါစေဒီဟာတွေအကုန်လုံးကို Rachel က giveaway လုပ်ပေးချင်ပါတယ် Kill Eye Cream လည်းပါတယ်ပေါ့နော်ဒါလေးရပါလေးတွေတုံးဆိုတော့ Frost Skincare Glazing Milk နို့ရည်ပုံစံမျိုးပေါ့နော်ဒါလေးက Friday Jet Lag Mask Hair and Body Mist ပင်လည်းဖြန်းလို့ရတယ်ကိုပေါ်မှာလည်းဖြန်းလို့ရတယ် mist လေးပေါ့နော် L'Occitane ကဒါလေးကတော့Guerlain က Shower Gel ရေချိုးဆက်ပြလေးပါနောက်ပြီးရင်ဒါလေးက Sills က Makeup မလင်းခင်သုံးတဲ့ primer ဒါလေးကို Makeup မလင်းခင်သုံးလိုက်အဲ့လိုမျိုး primer လေးပါဒါလေးက Lip က Scrunchie လေးပါဒါလေးက Kill Avocado Cream Eye Cream Avocado Eye Cream Kill သစိတ်ပါ Lucky winner ဖြစ်ချင်လို့ရှင်Rachel ရဲ့ post လေးကို share ပေးပါနောက်ပြီးကြလို့ရှင်comment မှာဘယ်ပစ္စည်းတွေအလိုချင်ဆုံးလဲလို့ရေးပေးပါဘာလို့အဲ့ပစ္စည်းလေးလိုချင်တာလဲရေးပေးပါတကယ်ချင်းတယောက်ကို tag လုပ်ပေးပါ follow လုပ်ပေးပါအားလုံးပဲကံကောင်းကြပါစေကျေးဇူးပါ